SA620 မှာအသစ်ပါလာတဲ့ Bluetooth function Cock Looper နောက်ပြီးတော့ Page Bouncer Joystick ဒီတဲ့အခါမှာ S8 series တွေနဲ့တူးလာတဲ့ဒီ rigid memory ရှစ်လုံး multi-pad style control တွေဒါလေးတွေပါတာနဲ့တွေကိုပဲတော်တော်ကိုပြည့်စုံနေပါပြီ Okay ဆက်ကြည့်အောင်နော်အဓိကက expansion အတွက်ကိုအရင် S6 မှာဆိုရင် memory 100ပဲပေးတဲ့အနေထားမှာအခု380 MB တောင်ပါလာပြီဆိုတော့ဘယ်ပဲဖြစ်ဖြစ်ကျွန်တော်ရဲ့ expansion တွေကို quality ကောင်းကောင်းလေးနဲ့ပို့ပြီးတော့နောက် update တွေကိုထည့်နိုင်လာတဲ့အနေထားလေးတစ်ခုဖြစ်လာပြီပေါ့နော် voice အနေနဲ့ကလည်း1000ကျော်ပါတယ် style အနေနဲ့ကတော့ original 450တော့ပါတယ်ပေါ့နော်ပြီးတော့ဒီကောင်ရဲ့ design အနေထားလေးကတော့ဟိုတော့ Yamaha EOS ပုံစံမျိုးလေးနဲ့သွားတူတယ်သူက speaker ဝိုင်းဝိုင်းချိန်ချိန်လေးဆိုတော့အကြိုက်ချင်းတော့တယောက်နဲ့တယောက်တူချင်းမှတူမှာပေါ့နော်ကျွန်တော်ပုံစံအနေထားဆိုရင်တော့ကလေးဆန်ဆန် keyboard လေးတော့ကိုယ်မြင်တယ်ဝိုင်းဝိုင်းလေးဆိုတော့လေ speaker ဝိုင်းလေးဆိုတော့ပြီးတော့နောက်တစ်ခုကဒီမှာကသူက483နဲ့သူကနည်းနည်းတချို့ပေါ့နော် dash and tan အဲ့လို club လေးပါလာတယ်ဆိုတော့483မရောက်ဒီဘက်မရောက်ဆိုတော့ဒါနောက်ပိုင်း S8 series တွေလည်း S8 series တွေမှာအသစ်ပါမယ့်ဟာမျိုး600တွေမှာထည့်တာမျိုးတွေ့တတ်တယ်ပေါ့နော်ဖုန်းတော့ဆိုကျွန်တော်တို့ S8 series 900ကျော်900ကျော်တွေမှာမပါတဲ့ဟာမျိုးကိုအများနဲ့600ကျော်မှာသူကထည့်လို့ရှိတယ်အဲ့ဒါမျိုးလေးတွေပြောတာပေါ့နော်အတန်နေနေနဲ့လည်းအသစ်လေးတွေပါတယ်နောက် screen size လေးကတော့ဒီကြည့်ရတော့နည်းနည်းကြီးတဲ့အောင်တော့ထင်ရတယ်ပစ္စည်းတကယ်ရောက်လာမှပဲကျွန်တော်တို့ထပ်ကြည့်ကြည့်ရမှာပေါ့နော်ပြီးတဲ့ခါကျတော့ဒီသူက one touch setting ကိုသူအပေါ်ပြန်ပို့လိုက်တယ်အောက်မှာမထားတော့ဘဲနဲ့သူခလုတ် design ပေါ့နော် speaker အောက်မှာသူခလုတ်မထားခြင်းတဲ့ design ရှိတယ်ထင်ပါတယ်အဲကြောင့်သူက one touch setting ကိုပထမမပါဘူးမှတ်တာမဟုတ်ဘူးသူကဟိုအပေါ်ဘက်ကိုသူကပို့ချလိုက်တယ်ပေါ့နော်ဒါလေးတစ်ခုတော့တွေ့ရတယ်နောက်ပြီးဒီကောင်တွေက software တွေပါ update တိတ်လုပ်နေစရာမလိုဘဲနဲ့Yamaha Expansion Explorer APP နဲ့ဖုန်းနဲ့တိုက်ရိုက်ချိတ်ဆက်ပြီးတော့အသုံးပြုလို့ရတယ်နောက် Music Soft application နဲ့လည်းဖုန်းနဲ့ချိန်ပြီးတော့ file တွေ transfer လုပ်လို့ရတယ်ကူးလို့ရတယ်အဲ့ဒါလေးပါလာတယ်နောက်600ကျော်တွေမှာတော့ထုံးစံတိုင်း USB audio interface ပါပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့တိုက်ရိုက် USB ထိုးပြီးတော့ဖုန်းနဲ့အဲ့လို record လုပ်လို့ရတယ်ပေါ့နော် sound card ခံနေစရာမလိုပေါ့ဒါလေးတွေကတော့သူ့ရဲ့အားသာချက်လေးတွေပေါ့နော်ဆိုတော့အားနည်းချက်ကိုပြောရမယ်ဆိုရင်တော့နောက်ဖက်ကအပေါက်တွေမှာကြည့်လို့ရှိရင်သူကထုံးစံတိုင်း main output error ပဲပေးထားတာတွေ့ရတယ်ပေါ့နော်900ကျော်လိုမျိုး output ၄ချောင်းပေးထားတာမတွေ့ဘူးဒါလည်းသိတော့ပြဿနာမဟုတ်သေးဘူးပေါ့နော်နောက်ပြီးတော့ဒီကျန်တဲ့အပိုင်းတွေကတော့အရင်ဟာနဲ့နောက်ဖက် output ပိုင်းတွေကတော့တူတူပဲပါနေတာတွေ့ရတယ်ပေါ့နော်အပေါက်လေးတွေများထပ်တိုးပြီးပါလာလေမလားပေါ့မျောလင့်တာပေါ့MIDI အင်အားအပေါက်တွေလည်းမတွေ့ဘူး USB MIDI နဲ့ပဲသူကအလုံးလုံးမဲ့နေတာရှိတယ်ပေါ့နော်လောလောဆယ်အဲ့တော့ခြုံငုံသုံးသပ်ရရင်တော့ကြိုက်ပါတယ်ဆိုတာကသူကဒေါ်လာ1500ဝန်းကျင်မှာဈေးတန်းလေးရရှိတယ်အခုလောလောဆယ်တော့ website မှာဒေါ်လာ1200ကျော်နဲ့တော့ဈေးလေးချပေးထားတယ်ကျွန်တော်တို့ဆိုင်ကိုရအောင်တော့အားလုံးဝယ်နိုင်တဲ့ဈေးလေးတစ်ခုဖြစ်အောင်တော့ဖန်တီးပေးပါမယ်ပထမဦးဆုံးဝယ်တဲ့သူတွေအတွက်ကိုလည်း expansion လေးတွေကိုမြန်မာမှု expansion လေးတွေကိုအထူးတတ်တာတဲ့ဈေးနှုန်းလေးတွေနဲ့ဆောင်ရွက်ပေးပါမယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော် KB လွှမ်းမိုးအောင်ဖြစ်ပါတယ်